မိန်းကလေးကလူအများရှိမှအမျိုးသားတစ်ယောက်ကိုရေတစ်ခွက်နဲ့ပတ်လိုက်ပါတယ်။ဒါကသူမရဲ့အခင်းဆုံးတငယ်ချင်းရဲ့မကောင်းတဲ့ရည်စားကိုပညာပေးဖို့အတွက်လှုပ်ဆောင်ခဲ့တာပါ။မိန်းကလေးကသူနဲ့အတူထိုင်နေတဲ့တထေးမကြီးကိုလည်းဒီလိုလူစားမျိုးနဲ့ဝေးဝေးနေဖို့တတိပေးခဲ့တယ်လို့ဒီအမျိုးသားကမိမရှုပ်တဲ့သူဖြစ်ကြောင်းလည်းကြေညာလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါအမျိုးသားကအရန်ဒေါသထွက်သွားပြီးသူ့ရဲ့ body guard တွေကိုချက်ချင်းခေါ်လိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာမိန်းကလေးကတထေးမကြီးကိုဆက်ပြီးတတိပေးနေခဲ့ပါတယ်။ body guard တွေဒါကိုမြင်တဲ့အခါမိန်းကလေးကိုအပြင်သို့မောင်းထုတ်ဖို့ပြင်ဆင်ကြပါတယ်။အမျိုးသားကသူမကိုအသေးဖြတ်မှုနဲ့တရားစွဲမယ်လို့ချင်းချောက်လိုက်ပေမဲ့တထေးမကြီးကသူ့ကိုတားလိုက်ပါတယ်။ပြီးတော့သူမကမိန်းကလေးကိုအမျိုးသားနဲ့လက်ထပ်ဖို့တင့်တော်တဲ့သူဖြစ်ကြောင်းလူကြားထဲမှာကြေညာလိုက်တဲ့အတွက်နှစ်ယောက်လုံးမြင်တက်သွားကြပါတယ်။တကယ်လို့မိန်းကလေးကအမျိုးသားနဲ့လက်ထပ်ဖို့သဘောတူရင်ဒီနေ့ဖြစ်ခဲ့တာတွေကိုဘာမှမဖြစ်ခဲ့တယ်လို့မျိုးသတ်မှတ်ပေးမယ်လို့တထေးမကြီးကပြောပါတယ်။မိန်းကလေးကတော့ဒီလိုလူယုံမာနဲ့လက်ထပ်ဖို့ကိုချက်ချင်းပဲညှင်းပယ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူမတငယ်ချင်းရဲ့တကယ်လူယုံမာရေးစားရောက်လာပါတယ်။အဲ့ဒီအမျိုးသားနှစ်ယောက်လုံးကနက်ကတိုင်တွေကိုတပုံစံနဲ့ဝတ်ထားတာကိုတွေ့လိုက်ရပါတယ်။အမျိုးသားကတငယ်ချင်းဖြစ်သူရဲ့ရေးစားဆိုးကိုချက်ချင်းမောင်းထုတ်လိုက်ပါတယ်။အဲ့ဒီခါကျမှပဲသူမရဲ့တငယ်ချင်းပြောထားတဲ့လူယုံမာရေးစားကအနီရောင်နက်ကတိုင်ဝတ်ထားတယ်ဆိုတာကိုမိန်းကလေးတတိယသွားပါတယ်။အဲ့ဒီလူယုံမာကတခြားအမျိုးသမီးတစ်ယောက်နဲ့တွဲနေတာကိုလည်းသူမမြင်လိုက်ရပါတယ်။သူမလူမသွားမှန်းသိလိုက်ရတဲ့အခါမိန်းကလေးကအမျိုးသားကိုအမြန်ချော့မော့ပြီးတောင်းပန်ပေမဲ့အမျိုးသားကတော့သူမကိုတရားစွဲဖို့ပဲဆွလုပ်နေပါတယ်။တထေးမကြီးကလည်းသူမရဲ့သားမှာအင်အားအကြီးဆုံးဥပဒေရေးရာဖွဲ့ရှိကြောင်းနဲ့တကယ်လို့မိန်းကလေးကလက်ထပ်ဖို့ညှင်းမယ်ဆိုရင်သူမရဲ့ဘဝကဒီနေ့ကစပြီးခက်ခဲလိမ့်မယ်လို့ပြောလိုက်ပါတယ်။မိန်းကလေးမှာအရန်ထိတ်လန့်သွားပြီးလက်ထပ်ဖို့သဘောတူလိုက်ရပါတော့တယ်။အမျိုးသားကကန့်ကွက်ပေမဲ့သူ့အမေရဲ့ဖိအားကြောင့်မတက်တာပဲမိန်းကလေးနဲ့လက်ထပ်ခဲ့ရပါတယ်။လက်ထပ်စာချုပ်ချုပ်ပြီးတာနဲ့မိန်းကလေးကသူမရဲ့အခင်းဆုံးတငယ်ချင်းနဲ့လူယုံမာရေးစားတို့ကိုတွေ့လိုက်ရပါတယ်။သူမကသူမရဲ့တငယ်ချင်းကိုဘာလို့သူ့ကိုလမ်းမခွဲသေးတာလဲလို့ဇဝေဇဝါနဲ့မေးပါတယ်။ဒါပေမဲ့ကျေးဇူးမသိတဲ့တငယ်ချင်းဖြစ်သူကသူတို့ရဲ့ကြားမှာပြဿနာရှာတယ်ဆိုပြီးမိန်းကလေးကိုမဟုတ်မမှန်ဆွဆွဲပါတော့တယ်။အဲ့ဒီနောက်သူမကမိန်းကလေးနဲ့အဆက်ဖြတ်မယ်ဆိုပြီးပြောလိုက်ပါတယ်။မိန်းကလေးရဲ့ခင်ပွန်းအစ်စ်ကိုမြင်တဲ့အခါမှာတော့တငယ်ချင်းဖြစ်သူကသူ့ကိုအရှုံးသမားတစ်ယောက်ဆိုပြီးမနာလိုစိတ်နဲ့လောင်ပြောင်လိုက်ပါတယ်။တိမခံနိုင်တော့တဲ့မိန်းကလေးကသူမရဲ့တငယ်ချင်းကိုပါရိုက်လိုက်ပါတော့တယ်။တငယ်ချင်းဖြစ်သူကသူမရေးစားရဲ့အဖေကမိန်းကလေးရဲ့အထက်လူကြီးဖြစ်တာကြောင့်သူမကိုတောင်းပန်ခိုင်းပြီးဒါမှမဟုတ်ရင်အလုပ်ထုတ်ပြစ်မယ်လို့ချင်းချောက်ပါတယ်။အလုပ်မပြုတ်ချင်တာကြောင့်မိန်းကလေးကအရှုပ်ပေးတော့မဲ့အချိန်မှာအမျိုးသားကသူမကိုတားကအဲ့ဒီနေရာကနေဆွဲခေါ်ပြီးစိန်ခံကားတစ်စီးစီလျှောက်သွားပါတယ်။ပြီးတော့သူတို့ကအဲ့ဒီတမိုးကြီးစိန်ခံကားပေါ်ကိုတက်လိုက်ကြပါတယ်။မထွက်ခွာခင်မှာသူတို့နှစ်ယောက်လုံးကတငယ်ချင်းဖြစ်သူကိုပြတ်သားတဲ့တတိပေးချက်တစ်ခုပေးခဲ့ပါတယ်။မိန်းကလေးကိုဒီလို